water လေးတွေမြက်လေးတွေအဲ့လိုတည်လာပြီးတော့နည်းနည်း touch grass ပေါ့အဲ့လိုသဘောမျိုးလုပ်နေတယ်လို့ထင်တယ်ဗျ Okay ဒီနေ့ကတော့ Apple ရဲ့ big event တစ်ခုဖြစ်တဲ့ WWDC 2025ကိုလုပ်သွားတဲ့နေ့ပေါ့ပထမဆုံး changes က iOS ဆိုကျွန်တော်အခုဘယ်လောက်ရောက်လို့ရောက်နေမှမသိဘူးဗျာ iOS 18 tvOS 18ပြီးတော့ macOS 16 watchOS 12 visionOS 3ဆိုပြီးတော့တော်တော်ရှုပ်တယ်ဗျာဘာတွေမှလည်းမသိဘူးအဲ့တော့ကျွန်တော်အခုပထမဆုံးပြောင်းသွားတဲ့ဟာကတော့ဒီ26ပဲဖြစ်သွားပြီ2026ကိုမူတည်ပြီးတော့သူက26ပဲထားလိုက်မယ်အဲ့တော့ပြောရတာလွယ်ကူတော့ပေါ့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကတော့ဒီ Apple ရဲ့ redesign ဖြစ်တယ်ဆင်တော့ဆင်တူတယ်ပေါ့ family ကတော့ဖြစ်တယ်ဒါပေမဲ့နည်းနည်းလေးတော့ကွဲပြားတယ်ဆိုတဲ့ design ကိုသူတွားထားတယ် Okay နောက်တစ်ခုပြောချင်တာကဒီဟာကကျွန်တော်တို့ iOS 26 support လုပ်မဲ့ device list ဖြစ်တယ် iPhone 11 base model ကိုတော့သူ support လုပ်ပေးထားတွေ့ရတယ်ပေါ့ကျွန်တော်သိချင်တာတစ်ခုကဒီ animation တွေအကုန်လုံးကဗျာ on-board processing မှာလုပ်နေမှာဒီ phone ကနေ processing အကုန်လုံးမှာအဲ့အတွက်ကြောင့်ကျွန်တော်တို့ game ဆော့တယ်လို့ပဲဒီ graphic တွေကိုဘယ်သူက animation တွေဖွင့်ပိတ်လို့ရရင်တော့တမျိုးပေါ့ပိတ်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ compatibility issue တွေဖြစ်နိုင်တယ်ပေါ့ဒီ animation ကိုပြနေဖို့အတွက်ဖုန်းကဘယ်လောက် run နေရမှာလဲပေါ့ဒီဖုန်းလေးသုံးတာနဲ့အလကားနေဖုန်းပူလာတာတော့အဲ့လိုဖြစ်နိုင်တယ်ပေါ့ Okay နောက်တစ်ခုပြသွားတာက camera ကိုလုံးဝ redesign အကြီးလုပ်လိုက်တယ်ဒီ camera နဲ့ဝင်လိုက်တာနဲ့ photo နဲ့ video နှစ်ခုပဲရှိတယ် camera ရဲ့ဒီ setting တွေအားလုံးကိုဒီအဆက်လေး30နေပြီးတော့အပေါ်ဆွဲလိုက်တာနဲ့အဲ့မှာ setting အကုန်ရှိတယ်ပေါ့ဒီဟာလေးကိုကျွန်တော်ကတော့ personal opinion ရကြိုက်တယ်ဘာလို့လဲဆိုတော့သူကမဟုတ်လို့ရှိရင်ဒီညာဘက်တောင်းကိုသွားလိုက်ဘယ်ဘက်တောင်းကိုသွားလိုက်အလဲကိုသွားလိုက်နဲ့ကျွန်တော်တော်တော်နည်းနည်းရှုပ်တယ်ပေါ့နော်အခုကတော့တနေရာထဲမှာအကုန်ဖြစ်သွားပြီဆိုတဲ့အတွက်ကျွန်တော်ကတော့အဲ့ design လေးတော့ကြိုက်တယ် iPhone ရဲ့အဓိက main feature ကြီးဖြစ်တဲ့ photo app library နဲ့ photo collection album တွေကတစ်ခုစီဖြစ်သွားပြီ Okay နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ 3D photo ကိုသူပြသွားတယ်ဒီတခါတော့ Apple ကသူ့ရဲ့ processing နဲ့ဒီဘယ် photo ကိုမဆို 3D effect ရအောင်လုပ်လို့ရပြီပုံတိုင်းရတယ်ဆိုတော့အဲ့ဒါလေးတော့နည်းနည်းမိုက်တယ် Okay နောက်ထပ်တစ်ခုက Safari မှာသူကဘာပြောရလဲဆိုတော့ full screen ဖြစ်သွားတယ် full screen ဖြစ်သွားပြီးတော့ဒီအပေါ်ဆွဲလိုက်တာနဲ့ content တွေကအောက်မှာကျုံသွားတယ်အဲ့လိုမျိုးပေါ့ကိုဖတ်ချင်တဲ့ content ကိုပဲ main focus နဲ့ဖတ်လို့ရအောင်သူလုပ်ပေးထားတယ်လို့ပြောတယ်ပေါ့နောက်တစ်ခုကသူ CarPlay ပြောသွားတယ် CarPlay ပြောသွားတာကဘေးမှာ Mustang နဲ့ Aston Martin မောင်းပြသွားတော့ကျွန်တော်မှလည်းနှစ်ခုလုံးမရှိသေးဘူးပေါ့အဲ့အတွက် CarPlay ကိုတော့ကြော်လိုက်မယ် Okay နောက်တစ်ခုက phone app ဒီ phone ကကျွန်တော်တို့ favorite တွေကအပေါ်ဆုံးမှာရောက်သွားတယ်ပြီးတော့ဒီ Apple ကဒီcall အပိုင်းကိုတို့တစ်ခုခုလောက်တိုင်းကျွန်တော်မြန်မာမှာနေတဲ့လူတွေနည်းနည်းကွက်ကြတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ SIM provider တွေပေါ့ MPT တို့ Telenor တို့တို့တော်တော်များများကဒီ feature တွေကိုတို့တွေကမပေးထားဘူးပေါ့မပေးထားတဲ့အတွက်တို့ဘက်က Apple ဘက်က update တစ်ခုလုပ်လိုက်တိုင်းနည်းနည်းဒီဘက်မှာကျွန်တော်တို့မထင်မှတ်ထားတဲ့ပြဿနာတွေတက်လာတာတွေ့ရတယ်ပေါ့။လုပ်ပေးထားတဲ့ feature လေးက caller ကသူ့ရဲ့ name နဲ့လာတဲ့အကြောင်းပြောလိုက်တာနဲ့သူကဖုန်းကစပြီးတော့ ring လုပ်မယ်။အဲ့မှာဖြစ်နိုင်တာကကျွန်တော်မြန်မာလိုဆိုရှင်ဟိုလူကမြန်မာလိုပဲပြောနေမှာပဲအမှဖုန်းကလည်းသူဘာပြောလို့ပြောနေမှမသိတော့မမြင်တော့ဘဲနဲ့အရေးကြီးတဲ့ဖုန်းတွေလွတ်နိုင်တယ်ပေါ့အဲ့ရလေးတစ်ခုတော့ရှိတယ်ပြီးတော့လို့ရှင် Hold Assist ကတော့ကျွန်တော်တခုခုသွားဖို့ခေါ်ပြီးဆိုလို့ရှင်မှာ ring တုံးကြီးဖွင့်ပြီးတော့အကြာကြီးပဲပေါ့အဲ့ဒါကိုသူက hold လုပ်ပေးထားမယ်ပြီးတော့လို့ရှင်ဒီ line ကတော့ connected ဖြစ်တယ်ပေါ့ကျွန်တော်အရင်တော့ connected မဖြစ်ဘူးသူကအခု connected ဖြစ်ပေးထားမယ်ပြောတယ်ဟိုဘက်ကစကားပြန်စပြောတာနဲ့ပြန်ပြီးတော့ ring ပေးမယ်ပြောတယ်ပေါ့ Okay messaging app ကတော့ဘာမှအရေးကြီးတာမပါဘူးဒီတခြား messaging app တွေအကုန်လုံးလုပ်လို့ရတဲ့ဒီ background picture ပြောင်းတာလေးတွေ voting လုပ်တာလေးတွေ Apple Cash ကတော့ကျွန်တော်မြန်မာမှာလည်းမရဘူးပေါ့မသုံးဘူးပြီးတော့ဒီဘယ်သူ group chat ထဲမှာစာရေးနေပြီဆိုတာလေးတွေပေါ့အဲ့ဒါလေးတွေပဲရမယ် Okay ပြီးတော့နောက်တစ်ခုက messaging app မှာသူကဒီ spam email တွေပေါ့ကိုမလိုတဲ့ message တွေကိုသူကဖျောက်ပေးမယ်ပြောတယ်ဒါကလည်းနောက်ထပ်မြန်မာမှာအခက်တွေ့နိုင်တဲ့ feature တစ်ခုပဲပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တခါတလေဟို content မမှတ်လိုက်တဲ့အခါတွေရှိတယ်တခါလေလူအသက်တွေက message ပို့တာတွေရှိတယ်အဲ့ခါကျရင်အပေါ်က dot 3ခုကိုတွားပြီးတော့မှသူက spam email တွေဒီတခြားလူပို့ထားတဲ့ message တွေကိုမြင်ရမယ်ဆိုတော့တချို့ဖုန်းကိုတားကြီးမသုံးတဲ့လူတွေအတွက်တော့နည်းနည်းကွာကြနိုင်တဲ့အရေးကြီးတဲ့ဘန်ကပို့တဲ့ message တွေတို့ဘာလို့လွတ်နိုင်တာလေးတွေရှိမယ်ပေါ့ Okay နောက်တစ်ခုကသူတို့ဒီ AI ဘက်မှာဒါကတော့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းပေါ့ live translation ပေါ့တခြား application တွေမှာကျွန်တော်တို့ရှိပြီးပြီဒီ Apple မှာလည်းကျွန်တော်တို့အခုလက်ရှိလည်းလုပ်နေလို့ရတယ်ပေါ့ဒါပေမဲ့ဖိပြီးတော့ကျွန်တော် translate လုပ်လိုက်လို့ရှိရင်သူ translate လုပ်ပေးတယ်ဒါပေမဲ့နည်းနည်းကြာတယ်ပေါ့ဒီဟာမှာတော့သူတို့က live translation လို့ပြောပေးထားတယ်တခါတည်း message ပို့လိုက်တာနဲ့ translate လုပ်ပြီးသားပေါ့တခြားနိုင်ငံမှာနေနေတဲ့လူတွေအတွက်တော့အဆင်ပြေတဲ့ feature လေးတစ်ခုပေါ့အခုဆိုလို့ရှိရင်လည်းကျွန်တော်ဆိုလဲဖုန်းပြောလို့ရှိရင်သူတို့ဟိုဘက်က Spanish လေးပြောရင်ပြော Japanese တွေပြောရင်ပြော international
ဘောင်းဆောင်လူတွေရှိတာဆိုတော့အခုစိတ်ပူစရာမလိုတော့လို့ဆိုကိုက call recording တော်တော်နှိပ်ပြီးတော့ဟိုဘက်ကလူကဒီမှာ recording မနှိပ်ပါနဲ့ bro ဆိုပြီးတော့ request လုပ်တာတွေရှိတယ်အမှန်တကယ်ကတော့ကိုကနားမလဲလို့အကုန်လုံးနားမလဲလို့ request လုပ်တာအဲ့တော့သူတို့ပြသွားတဲ့အရာတော့တော်တော်ကောင်းတယ်ပေါ့ translation ကfeature ကြီးတကယ် Apple Music ကိုရောက်လာလို့ရှိရင်ကျွန်တော်လည်း Apple Music ပြောင်းသုံးဖို့အစီအစဉ်ရှိတယ်ဒီကတော့တော်တော်မိုက်တယ် language ရဲ့ meaning ကိုလည်းသိရမယ်ကျွန်တော်တို့ language ပေါင်းစုံများအတန်နားထောင်လို့ကောင်းတာနဲ့အကုန်နားထောင်တယ်သူပါတွေဆိုနေရလဲနောက်ဆုံးတော့သိရပြီပေါ့နော် pronunciation လည်းထည့်ပေးမယ်ဆိုတော့ဒီကျွန်တော်ကြိုက်တဲ့သချင်းတွေကိုလိုက်ပြီးတော့ဆိုလို့ရပြီပြီးတော့ဒီ auto mix လေးထည့်ပေးထားတဲ့သချင်းနောက်တစ်ပုတ်ကြော်လို့ရှိရင်ပေါ့ကျွန်တော်လိုမျိုးပေါ့သချင်းတစ်ပုတ်ကိုကြော်ပြီးဆိုလို့ရှိရင်ကျွန်တော်မှဒီ artist ကိုလေးစားတဲ့အတွက်ကျွန်တော်ကြော်ပါတော့မယ်ဗျာတောင်းပန်ပါတယ်ဆိုပြီးတော့စိတ်ထဲမှာကြော်နေတဲ့လူတွေအတွက်တော့အခုကကြော်လိုက်တယ်မသိလိုက်မသိဖာတာပဲပေါ့နေလို့ရပါပြီပေါ့နော်ဖုန်း Instagram မှာကိုတချင်းနားထောင်လို့ရှိရင်တော့ဒီ animation လေးတွားနေပဲပေါ့ aesthetically pleasing ဖြစ်တယ်ပေါ့အဲ့ဒါလေးလည်းမိုက်တယ်ပြီးတော့သူတို့တွေရဲ့ visual intelligence ကိုသူဆက်ပြီးတော့ပြောပြထားတယ်ဒီကောင်းသွားတဲ့ဟာလေးတစ်ခုကတော့ဒီ screenshot ပုံမှန်ရိုက်နေကြအတိုင်းပဲကိုရိုက်ပြီးတော့အမှပေါ်တော်နေပုံများလာတာပေါ့ဒါကနေတခါတည်းရှာလို့ရမယ်ဒီ feature လေးကတော့မိုက်တယ်ပုံမှန်ကျွန်တော်တို့ screenshot ရိုက်နေကြအတိုင်းပဲ screenshot ရိုက်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီတဲ့ပစ္စည်းကိုရှာခြင်းလားတခါတည်းရှာလို့ရမယ်အဲ့ဒီခုတော့မိုက်တယ် okay ကိုသုံးနေတဲ့အခါမှာတခါတည်းလိုမျိုး highlight လုပ်ပြီးတော့တခါတည်းရှာလို့ရမယ်ဘာမှဝယ်လို့ရလဲပါညာသူပြပေးမယ် event တစ်ခုခုပေါ်လာရင် screenshot နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ Apple calendar တွေကိုထည့်ပေးမယ်ပြီးတော့ကျွန်တော်တို့မေးခွန်းတွေမေးခြင်းလို့ရှိရင်လည်းအခုလိုမျိုးပဲသွားပြီးတော့ ask ဆိုတဲ့ဒီ bell down อ่ะ button လေးကိုမေးမယ်ဆိုတဲ့ ask ဆိုတဲ့ button လေးနှိပ်လိုက်လို့ရှိရင်သူကဒီအကြောင်းလေးကိုမေးချင်တဲ့အကြောင်းအရာလေးမေးလိုက်ပေါ့အဲဆိုသူပြောပြပေးမယ်။ Okay ဒါကတော့ Apple ရဲ့ WWDC 2025မှာပြသွားတဲ့ feature တွေအကုန်လုံးပဲဖြစ်ပါတယ်ဗျ။ Okay နောက်ထပ် video မှာပြန်တွေ့ပါမယ်။